training သွားဖို့တော့ကားကမရှိတဲ့ဘောကနေမီလီယံနာတယောက်ဖြစ်လာခဲ့တဲ့ဘောလုံးလောကရဲ့ superstar သူရဲ့အမှုပညာစံတဲ့ဘောလုံးထိန်းချုပ်မှုတွေကြောင့်ပိတ်သက်တွေရဲ့အမြင်အာရုံကိုဖန်ဆနိုင်ခဲ့တဲ့ကမ္ဘာကျော်ဘောလုံးသမားမဆယ်လိုလို့ပြောလိုက်တာနဲ့သူရဲ့လှပတဲ့ dribbling skill တွေနဲ့ခံထားခဲ့တဲ့အတိတ်တွေကိုမေးထားလို့မရတော့အောင်မြင်ကြော်ကြားခဲ့တဲ့ဘောလုံးသမားတဦးဆိုတာတော့အားလုံးပဲသိထားပြီးဖြစ်မှာပါမဆယ်လိုကို1988ခုနှစ်မေလ12ရက်နေ့မှာဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့ရဲ့သိရတဲ့ရပ်ကွက်တစ်ခုမှာမွေးဖွားခဲ့ပါတယ်။မဆယ်လိုဟာငငယ်တည်းကဘောလုံးအားကစားကိုယူသွခဲ့တာကြောင့်သူနေထိုင်ရာရပ်ကွက်၄ရဲ့လမ်းကျိုလမ်းကြားတွေနဲ့လမ်းဘေးပူဇော်ကွင်းလေးတွေမှာဘောလုံးတစ်လုံးနဲ့အမြဲလိုကစားနေတတ်တယ်ဗျ။လူကငယ်သေးပေမဲ့သူ့ရဲ့ပါရမီနဲ့အမှုပညာမြောက်လာတဲ့ဘောလုံးကစားကွက်တွေကြောင့်ရပ်ကွက်တစ်ဝိုက်မှာလူအများရဲ့အာရုံစိုက်မှုကိုပါရရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းကံကြမ္မာရဲ့ထိုးနှက်မှုတွေကြောင့်သူ့ရဲ့ဘောလုံးသမားဖြစ်ချင်တဲ့အိမ်မက်တွေဟာဝဝဝဖြစ်လာခဲ့ရပါတယ်။ဆိုပြီးအကောင်းနေလာတတ်တယ်လို့ပဲဘောလုံးသမားဖြစ်ရှင်တဲ့သူ့ရဲ့အိမ်မက်တွေကိုလက်လွတ်ရဖို့လက်တကမ်းအလိုမှာသူ့ဘဝကိုပြောင်းလဲပေးမဲ့ကံကြမ္မာတစ်ခုကသူ့တိကိုစိုက်မြဲမြဲပဲရောက်လာခဲ့တယ်ဗျသူ့ရဲ့လှပတဲ့ dribbling skill တွေနဲ့တိကျတဲ့ဘောလုံးထိချုပ်မှုတွေကိုဘရာဇီးနိုင်ငံနာမည်ကြီးဘောလုံးအသင်းတစ်ခုဖြစ်တဲ့ Fluminense SC ကတွေ့ရှိသွားခဲ့ပြီး Fluminense SC ရဲ့လူငယ် academy ကိုဖိတ်ခေါ်ခဲ့ပြီးသူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်စေခဲ့ပါတယ်ဒါပေမဲ့မဆယ်လိုဟာ Fluminense SC ရဲ့လူငယ် academy မှာလေ့ကျင့်ခွင့်ရနေပေမဲ့လည်း training သွားဖို့တော့ကားကမရှိတဲ့နေ့ရက်တွေရှိလာခဲ့တယ်ဗျအဲကြောင့်ပဲသူ့ရဲ့ဖို့ကသူ့မိရဲ့အနာဂတ်ထွန်းတောက်စေဖို့အတွက်ရှိတာလေးနဲ့အစောကုန်ထောက်ပံ့မှုတွေပေးခဲ့ပါတယ်အဲဒီနောက်မှာပဲမဆယ်လိုဟာသူ့နဲ့သူ့မိသားစုဘဝကိုပြောင်းလဲပေးနိုင်တဲ့အရာကဘောလုံးဆိုတာသူကိုယ်တိုင်နားလည်လာခဲ့ပြီးသူ့ရဲ့ပါရမီနဲ့သူ့ရဲ့ကြိုးစားမှုတွေကြောင့် Fluminense SC လူငယ် academy ရဲ့ခြေတပွင့်ဖြစ်လာခဲ့တယ်ဗျဒီလိုနဲ့လူငယ်အသစ်မှာဒလဒနဲ့နာမည်ရလာခဲ့ပြီး2006ခုနှစ်ရောက်မှာတော့ Fluminense SC ရဲ့ကြီးတဲ့လူစည်းမှာပါဝင်ဝေးရလာတဲ့ဒီကြိုးစားလာခဲ့ပါတယ်မဆယ်လိုဟာ Fluminense SC မှာဆက်ဆောင်ရေးကောင်းတွေချပြနိုင်ခဲ့တာကြောင့်ဥရောပထိပ်သီးသင်းကြီးတွေရဲ့အာရုံစိုက်မှုကိုပါရလာခဲ့ပါတယ်ဒီလိုနဲ့ဘောလုံးပေးသက်တွေရဲ့ကြားမှာလက်ပတ်တိုးပြတဟုန်တို့ကြော်ကြားလာခဲ့တဲ့မဆယ်လိုဟာ2009ခုနှစ်အရောက်မှာတော့ဥရောပဘောလုံးလောကရဲ့အကြီးမားဆုံးသင်းတွေကသင်းဖြစ်တဲ့ Real Madrid အသင်းစီကိုပြောင်းရွှေ့ရေးယူရို9သန်းခန့်နဲ့ပဲပြောင်းရွှေ့လာခဲ့ပါတယ်Real Madrid အသင်းစီပြောင်းရွှေ့ပြီးနောက်မှာတော့အသင်းနဲ့အသားမကျမှုတွေအသင်းကြီးတစ်ခုရဲ့ PR တွေနဲ့ဝေဖန်မှုတွေကြောင့်မာဆယ်လိုတယောက်စိတ်ပစ်စည်းမှုတွေရလာခဲ့ပြီးသူ့ရဲ့စွမ်းဆောင်ရည်တွေဟာလည်းတိတိကျကျကျဆင်းလာခဲ့ပါတယ်ဒီလိုနဲ့အရန်ခုံတွေမှာထိုင်နေခဲ့ရတဲ့မာဆယ်လိုစီကိုပြောင်းလဲကြီးတစ်ခုကတော့တက်မတ်ပဲရောက်လာခဲ့တယ်ဗျအဲ့ဒါကတော့အဓိကကြီးမော်ရင်ညိုဟာ Real Madrid အသင်းစီရောက်လာခဲ့ပြီးသူ့ရဲ့အားနည်းချက်တွေကိုတစ်ခုချင်းစီပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တာကြောင့်မာဆယ်လိုဟာ Real Madrid အသင်းတွေရစ်ပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်ဒီလိုနဲ့နောက်ပိုင်းမှာတော့မာဆယ်လိုဟာရိုနယ်ဒိုနဲ့အတူတွဲညီကစားခဲ့တာကြောင့် UEFA Champions League နဲ့လာလီဂါဖလားတွေကိုပါရယူနိုင်ခဲ့တဲ့ဒီအောင်မြင်မှုတွေဇက်တိုက်ဆိုလိုရရှိခဲ့ပါတယ်ခုဆိုရင်မာဆယ်လိုဟာဘောလုံးလောကကနေအပြီးတိုင်နားယူသွားပြီးသူချစ်ရတဲ့မိသားစုနဲ့သူဘဝကိုအေးချမ်းစွာဖြတ်သန်းနေနိုင်နေခဲ့ပြီပဲဖြစ်ပါတယ်